ကိုက weight လဲချနေရယ် hot pot လဲစားခြင်းလဲဆိုရင်ဘယ်လိုစားရမလဲဆိုတော့အရင်ဆုံး hot pot စားရမယ်ဆိုရင်ဆိုင်ရွေးရမှာပေါ့နော်ဆိုင်ကတအိုးထဲမှာလူတွေအများကြီးအဲ့လိုမျိုးပြုတ်စားတဲ့ဟာမျိုးမရွေးဘဲနဲ့ဒီလိုမျိုးကိုအိုးနဲ့ကိုတအိုးထဲရှိတဲ့ဆိုင်ကိုရွေးရပါမယ်ဟင်းရည် choice ကကြတော့ကျွန်တော်တို့ဒါအစီအရမ်းများတယ်ဒါလူကြိုက်များတာတော့မာလာအိုးတို့တုံရမ်းအိုးတို့ဆိုတော့အဲ့လိုမျိုးအိုးမျိုးတွေ collagen အိုးတို့ပေါ့နော်ဆိုတော့အဲ့လိုမျိုးစားရှိတဲ့အိုးတွေကိုမမှားပါဘူးဒီအချိုအိုးမှားလို့ရတယ် mushroom ပေါ့နော်မှုန်တဲ့ဟာမှားလို့ရတယ်ဒါမှမဟုတ်လဲခရမ်းကျင်သီးအိုးပေါ့နော်ခရမ်းကျင်သီးအရည်အိုးနဲ့မှာပြီးစားလို့ရပါတယ်ပြီးသွားရင်ဒီ buffet မှာခင်းထားတဲ့ဒီ ready made အစားအစာတွေလုံးဝမစားရပါဘူးကိုယ့်ရဲ့ calorie ကိုအများအားတွက်နေရပါမယ်ဘယ်လိုဟာမျိုးတွေစားလို့ရလဲဆိုတော့ကျွန်တော်တို့အသားဆိုလို့ရှိရင်လည်းတကောင်တည်းကထွက်တဲ့အသားပေါ့နော်ဥပမာကြက်သားအမဲသားစသဖြင့်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးစားလို့ရပါတယ်အဓိကတော့ goal ကတော့ဘာလဲဆိုတော့ဒီ calorie နည်းပြီးတော့ high protein ဖြစ်မဲ့food မျိုးရွေးပြီးတော့စားပါတော့ကျွန်တော်စားမယ်ဆိုလို့ရှိရင်အချင်ပေါ့နော်ဒီတို့စားရတဲ့အချင်လုံးဝစားလို့မရပါဘူးအချင်ကအရန် sodium နဲ့အဆီတွေအရန်များပါတယ်စားလို့ရပါတယ်စားပါဒါပေမဲ့ကိုစားတဲ့ဟာမှန်နေပါစေပေါ့နော်အရန် popular ဖြစ်တဲ့ဒီဟာပေါ့နော်ပဲလိပ်ကမတန်ပါဘူးဆိုတော့ပဲလိပ်မစားပါနဲ့အရွက်တွေပေါ့နော်ဒီလိုမျိုး broccoli တို့ဒီအစိမ်းရောင်ရှိတဲ့အရွက်တွေစားလို့ရပါတယ်အရွက်မှာပါတဲ့ calorie ကမပြောပါတော့ဘူးပေါ့နော်အသားရွေးတဲ့အချိန်မှာဒီလိုမျိုးအဆီနဲတဲ့အသားအပိုင်းစားတွေပေါ့နော်အဆီတိတ်မပါတဲ့အပိုင်းတွေရွေးစားလို့ရပါတယ်စီးဖူးတွေစားလို့ရပါတယ်စားလို့ပြီးတော့ပါပြီဆိုတော့ဒီနေ့ကျွန်တော် protein များတဲ့ဟာတွေပဲအကုန်လုံးရွေးစားတာပေါ့နော်ဆိုတော့ဒါမျိုးကဥမာကျွန်တော်ဆိုလို့ရှိရင်ဒါမနက်ပိုင်းပေါ့နော်ခုဆိုနေ့လဲဆိုစားပြီးသွားလို့ရှိရင်ညစာမစားတော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီ calorie နဲ့တွက်မယ်ဆိုရင် intake ကဘယ်လောက်ရှိလဲဆိုတော့1500 1600အဲ့လောက်ကအောက်ထစ်ပဲပေါ့နော်အဲ့ထက်တောင်များမဲ့အနေထားမှာရှိရပေါ့နော်ကိုလည်းအရင်မချုပ်တီးထားပါနဲ့စားစရာရှိရင်စားပါလုပ်စရာရှိရဆက်လုပ်ပါကျွန်တော်ရဲ့ဒီ hot pot စားနည်းလေးကိုကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ hot pot စားရင်လည်းဝိတ်ချနိုင်ကြပါစေတတာ